အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကတော့ AutoCAD မှာ Google App ကယူလာတဲ့ဒီ point တွေကနေပြီးတော့ကျတော့ scale အတိအကျနဲ့ဆွဲဖို့အတွက်မနေ့ကတော့ point 2 point ယူခဲ့တယ်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော် desktop မှာစိလိုက်တယ်အဲ့ဒီဟာလေးကိုကျွန်တော်ပြန်ပြီးတော့စစ်ကြည့်မယ်ပေါ့နော်ဆိုတော့ကျတော့ကျွန်တော် airport လို့မှတ်ထားခဲ့လိုက်တယ်အဲ့ဒါလေးကိုတစ်ချက်ဖွင့်ကြည့်မယ်ပေါ့နော်ဒါဆိုလို့ချင်းအဲ့ဒီရဲ့ JPEG file လေးကကျွန်တော်တို့ရဲ့ဒီ desktop မှာရှိနေတယ်ပေါ့နော်အဲ့ဒီမှာရှိတဲ့ဒီ file ကိုကျွန်တော် AutoCAD မှာ install လုပ်ပြီးတော့ကျတော့ insert လုပ်ပြီးတော့scale အတိအကျပြန်ပြီးတော့ဆွဲမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ AutoCAD ကိုသွားလိုက်ပါမယ်ဆိုတော့ကျတော့ AutoCAD ကိုသွားမှာဆိုတော့ကျတော့ကျွန်တော်ဒီမှာ AutoCAD မှာရှိတဲ့ဒီ file နဲ့ကနေပြီးတော့ကျတော့ကျွန်တော် new ပေါ့နော်ဒီ new ကိုကျွန်တော်ယူလိုက်မယ်ဒီချမ်း open လုပ်မယ်ပေါ့နော်ဒီမှာကိုလုတ်ချင်တဲ့ file ကိုဒီမှာတစ်ခါတည်း save မယ်ဆိုလည်းရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကsample အနေနဲ့ပဲလုပ်ပြတာဆိုတော့ကျတော့ file နေပါတယ်မရေးတော့ဘူးကျွန်တော် open ဝင် direct လုပ်လိုက်တော့မယ်ပေါ့နော်အဲ့ဒီမှာဒီဘက်ဘေးမှာ property ပေါက်ကလေးကြလာရမှာဖြစ်တယ်ပေါ့နော်မကြောက်ဆိုလို့ရှိရင်အဲ့ဒီဟာကပြန်ပြီးတော့ခေါ်လို့ရတယ်ပေါ့နော်ကိုဒီမှာလုတ်လိုက်တဲ့အရာတစ်ခုကိုဒီကြလာဆိုလို့ရှိရင်ဒီလက်ကလေးအရင်ထောက်ပြီးတော့ကျတော့ကျွန်တော်တို့အောက်မှာ property ပေါက်ပေါ်အောင်လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီဟာကတော့ AutoCAD ဆွဲလေးဆွဲထားရှိတဲ့သူတွေကတော့လုတ်တတ်မှတင်တယ်ဆိုတော့ကျတော့ကျွန်တော်အမှတ်2မှတ်ယူမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျတော့အဲ့လိုမျိုးအမှတ်မယူခင်မှာကျွန်တော်တို့ကဒီ Google App မှာကကျွန်တော်တို့မီတာနဲ့ဆွဲခဲ့တာဖြစ်တဲ့အတွက် AutoCAD မှာလည်း unit ပြန်ချင်းပေးရမှာပေါ့နော် unit ပြန်ချင်းရမယ်ဆိုတော့ကျွန်တော်တို့ကunit ပေါ့နော် AutoCAD မှာလည်း unit ကျွန်တော်တို့ပြန်ပြောင်းဖို့လိုတယ်ပေါ့နော်ဆိုတော့ကြတော့ကျွန်တော် unit မှာsorry unit မှာကျွန်တော်မီတာပြန်ပြောင်းခဲ့လိုက်မယ်ပေါ့နော် unit မှာမီတာပြန်ပြောင်းခဲ့လိုက်ပြီးအဲ့ဒါဆိုလို့ရှိရင်ကျန်တာကအဆင်ပြေသွားပြီပေါ့နော်ကျွန်တော် okay နေလိုက်မယ်ပြီးတော့ကျတော့ကျွန်တော်အမှတ်တစ်မှတ်ဆွဲလိုက်မယ်ပေါ့နော်အဲ့ဒီအမှတ်ယူလိုက်မယ်ကျွန်တော်တို့ဒီပေါ်မှာGoogle App မှာကအမှတ်2မှတ်ပဲယူခဲ့လိုက်တာဆိုတော့ကျွန်တော်တို့ဒီမှာလည်းအမှတ်2မှတ်ကျွန်တော်ပြန်ပြီးတော့ဆွဲမယ်ပေါ့နော်အဲ့ဒီအမှတ်2မှတ်ယူဖို့အတွက်ကကျွန်တော်တို့ဒီမှာ notepad မှာ point တွေရှိတယ်ပေါ့နော်အဲ့ဒီ point တွေကိုပြန်ပြီးတော့ဒီမှာပြန်ပြီးတော့ထည့်မယ်ပေါ့နော်ဆိုတော့ကျတော့ကျွန်တော်ဒီမှာအမှတ် circle ဆိုပြီးတော့ကျတော့ point တစ် point အရင်ယူလိုက်မယ်အဲ့ဒီဟာကကိုကြိုက်တဲ့နေရာမှာချလို့ရတယ်ကိုကြိုက်တဲ့နေရာမှာဆွဲလို့ရတယ်ပေါ့နော် circle ဘလောက်မဆွဲထားဘူးကျွန်တော်တို့ကဥပမာအနေနဲ့ပဲဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော် point တစ်နေရာမှာဆွဲလိုက်ပြီးဆွဲပြီးတော့ကျတော့ဒီမှာကျွန်တော်ယူထားလိုက်ပြီပေါ့နော်ယူထားလိုက်ပြီဆိုတော့ကျတော့ကျွန်တော်တို့ကဒီအမှတ်ကိုကျွန်တော်တို့ဒါ station 1ဆိုပြီးတော့ကျွန်တော်မှတ်ထားလိုက်မယ်ပေါ့နော်မှတ်ထားလိုက်မယ်ဆိုတော့ကျတော့ဒီအမှတ်ကိုကျွန်တော်တို့ဒီ left click ပေါ့နော်ဒီလက်ညှိုးနဲ့တစ်ချက်ထောက်လိုက်မယ်ထောက်ပြီးတာနဲ့ကျွန်တော်တို့ရဒီမှာ geometry ဆိုတဲ့ xyz ပေါ့နော်xyz ရှိတဲ့ထဲမှာကျွန်တော်တို့က xy ဝင်ရိုးပေါ့နော် 2D 2 dimensional ဆိုတော့ကြတော့ x ဝင်ရိုး y ဝင်ရိုးနှစ်ခုကိုကျွန်တော်တို့လောင်ကြည့်ကျုပ်လက်ကြည့်ကျုပ်နှစ်ခုနဲ့ဒီမှာကျွန်တော်တို့ကအစားထိုးသွားမှာပေါ့နော်ဒီမှာဒီ circle လေးကဒီလိုမျိုးလေးဖြစ်နေမှာပဲအဲ့ဒီရဲ့ကျွန်တော်တို့ဝင်တဲ့ကျွန်တော်တို့သွင်းမဲ့ location အမှန်ကဒီမှာကြာမှာပေါ့နော်ဒီလိုမျိုးမလုပ်ရသေးဘူးဆိုရင်ကျွန်တော်တို့ location ကဒီ circle မှာအမှတ်ကသွားမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကြတော့ဒီမှာကျွန်တော်ဒီလိုမျိုးဖြစ်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ထောက်လိုက်မယ်ထောက်ပြီးတာနဲ့ကျွန်တော် notepad မှာယူခဲ့တဲ့ station 1က ESTN ကိုကျွန်တော်အရင်ဆုံးထည့်မယ်ပေါ့နော် control C control V နဲ့ပဲတည်လို့ရတယ်ကျွန်တော်တမရပြီကျွန်တော်တစ်ပွဲယူမယ် nothing ကျွန်တော်ထည့်မယ်ကျွန်တော်ဒီမှာ nothing ထည့်မယ်ပေါ့နော်ထို့ပြီးအဲ့ဒါပြီးရင်ကျွန်တော်တို့ enter ခေါက်လိုက်မယ်ပေါ့နော်ဆိုတော့ကျတော့ set wine ကပျောက်သွားတယ်ပေါ့နော်ပျောက်သွားတယ်မပေါ်လာဘူးပေါ့မပေါ်လာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ mouse မှာရှိတဲ့ scroll wheel ပေါ့နော်အဲ့ဒီ wheel ကိုနှစ်ချက်ထောက်လိုက်ပါဒါဆိုကျွန်တော်တို့ရဲ့ point ကပြန်ပေါ်လာပြီပေါ့နော်ပြန်ပေါ်လာပြီဆိုတော့ကျတော့ကျွန်တော်တို့ရဲ့တနေရာမှာသူရှိနေပြီပေါ့နော်ကျွန်တော်တို့ရဲ့ဒီ
အတူတူ wireframe AutoCAD ရဲ့ wireframe မှာသူပေါ်နေပြီဆိုတော့ကျတော့ကျွန်တော်တို့ကဒါလေးကိုနောက်ထပ်အမှတ်တစ်မှတ်ထပ်ပြီးယူမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ copy ဒါလေးကိုယူလိုက်မယ်ပေါ့နော်ဒါလေးကိုbase point ကျွန်တော် center မှာပဲယူလိုက်မယ်ပေါ့နော် base point ကျွန်တော်သူနဲ့နီးနီးဝေးတဲ့နေရာမှာကျွန်တော်သူ့ကိုချလိုက်မယ်ပေါ့နော်ပြီးချင် ESC နဲ့ထားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒုတိယ point တစ် point ရသွားပြီပေါ့နော်ဒုတိယ point တစ် point ရပြီဆိုရင်သူ့ကိုလည်းကျွန်တော်တို့စောစနာပြောသလိုဒီမှာတစ်ချက်ထောက်လိုက်မယ်ပြီးချလို့ရှိရင်သူ့မှာရှိတဲ့ HY တန်ဖိုးတွေကျွန်တော်တို့ပြန်ထည့်မယ်ပေါ့အဲဆိုလို့ရှိရင် station 2ရဲ့အမှတ်ပြန်ထည့်မယ်ပေါ့နော် control C control V နဲ့ပဲကျွန်တော်တို့ထည့်မယ်ဒီမှာပဲပြီးကြရင်နောက်တစ်ခုကကျတော့ဒီမှာဝေးအဲဒါကျွန်တော်တို့ထည့်လိုက်ပြီပေါ့နော်ထည့်လိုက်ပြီဆိုတော့အန်တာခေါက်လိုက်ပြီပေါ့နော်ဆိုတော့ကျတော့ဒီမှာအမှတ်2မှတ်ရသွားပြီပေါ့နော်အဲ့ဒီအမှတ်2မှတ်ကိုကျွန်တော်တို့ရသွားပြီဆိုတော့ကျတော့ကျွန်တော်တို့ဒီအမှတ်နဲ့ကျွန်တော်တို့ Google App မှာထွက်လာခဲ့တဲ့ဟာနဲ့တစ်ထပ်တည်းကြာရမယ်ပေါ့နော်တစ်ထပ်တည်းမကြာဘူးဆိုလို့ကျွန်တော်တို့တစ်ခုတည်းနေရာမှာအဲ့ဒါတက်နေလို့ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကျွန်တော်တို့လောက်ထားတဲ့Google App မှာလောက်ထားတဲ့ဓာတ်ပုံကိုကျွန်တော်တို့ insert လုပ်မယ်ပေါ့နော် attach ပိုင်းပေါ့နော်ကျွန်တော်တို့ airport ဆိုပြီးတော့ desktop မှာသွင်းခဲ့တာရှိတယ်အဲ့တော့ဒါကို click လိုက်မယ်ကျွန်တော်တို့ open လုပ်မယ်ပေါ့နော် open လုပ်မယ် okay မယ်ဒီကြကျွန်တော်တနေရာမှာသူ့ကိုချလိုက်မယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီ Google App မှာဆွဲထားတဲ့file လေးကတော့ရောက်လာပြီပေါ့နော်ရောက်လာပြီဆိုတော့ကျတော့ဒီမှာတော့ကျွန်တော်ကဒီ Google App ဆွဲတော့ကကြတော့ဒီ align နေဒီဒါဆိုလို့ရှိလို့ရှင်လေရင်ခွင့်ပြည်လန်းကြီးကမတည့်နေဘူးပေါ့နော်စောင်းနေတာဖြစ်တယ်ပြီးကြလို့ရှင်ကျွန်တော်တို့တစ်ခါတလေမှာဒီ not arrow နဲ့အတိတ်ကြမဆွဲခဲ့တဲ့ဖြစ်တဲ့မဆွဲခဲ့တဲ့အချိန်မှာကျွန်တော်တို့ဒီ line တွေကမတည့်ဘူးပေါ့နော်မတည့်ဘူးဆိုတော့ကြတော့ကျွန်တော်တို့ကဒီမှာရှိတဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ကပြန်ချိန်ပေးရမှာပေါ့နော်ချိန်ပေးရမယ်ကျွန်တော်တို့ဒီ insert လုပ်ထားတဲ့ဓာတ်ပုံကနေပြီးတော့ကြတော့ကျွန်တော်တို့ဒီမှာရှိတဲ့ Google App ကယူထားတဲ့ point 2 point နေရာကိုကျွန်တော်တို့နေရာပြန်ချမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ align လုပ်ပေးရမယ်ပေါ့နော် align လုပ်မယ်ဆိုတော့ကြတော့ဒီမှာ align ပေါ့နော် select object ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဓာတ်ပုံကနေ select object လုပ်မှာဖြစ်တဲ့အတွက် select object ပြီးလိုက်ပြီးချင် enter ခေါက်မှာပေါ့နော်အဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ station 1ကနေစယူမှာပေါ့နော် station 1ရဲ့နေရာပေါ့နော်သူ့ရဲ့နေရာအတိအကျကိုကျွန်တော်တို့တစ်ချက်ထောက်မယ်ပြီးကြရင် station 1ရဲ့ center point ကိုကျွန်တော်တို့ယူမယ်ပေါ့နော်နေရာယူမယ်နောက်တစ်ခုကကြတော့ station 2ရဲ့နေရာကိုကျွန်တော်တို့ထပ်ယူမယ်ထပ်ယူမယ်ကျွန်တော်တို့ enter ခေါက်မယ်ပြီးကြရင်ကျွန်တော်တို့ yes ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဓာတ်ပုံကကျွန်တော်တို့ရဲ့ဓာတ်ပုံနဲ့ဓာတ်ပုံမှာရှိတဲ့ point 2 point နဲ့ AutoCAD ထဲမှာရှိတဲ့ point 2 point နဲ့ကျွန်တော်တို့ဆွဲလိုက်ပြီပေါ့နော်ဆွဲလိုက်ပြီဆိုတော့ကျတော့အဲ့ဒီဟာကိုထပ်တူကြမကြသိချင်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာဆွဲကြည့်လိုက်လို့ရပြီပေါ့နော်ကျွန်တော်တို့ဒီမှာဆက်ဝိုင်းမှာရှိတဲ့အမှတ်နဲ့ကျွန်တော်တို့ဒီမှာရှိတဲ့အမှတ်နဲ့ကအတူတူဖြစ်သွားပြီပေါ့နော်
ညီသွားပြီကျွန်တော်တို့မှန်တယ်ပေါ့နော်ကျွန်တော်တို့ဆွဲလိုက်တာမှန်သွားပြီပေါ့နော်မှန်သွားပြီဆိုတော့ကြတော့အဲ့ဒီမှာကျွန်တော်တို့ဆွဲခြင်းတဲ့နေရာတွေlayout plan တွေကိုကျွန်တော်တို့ဒီမှာစပြီးဆွဲလို့ရပြီပေါ့နော်စဆွဲလို့ရပြီဆိုတော့ကြတော့ဘယ်လိုဆွဲခြင်းလဲဆိုတော့ကျွန်တော်တို့ဒီမှာမြင်းချောင်းတွေက AutoCAD ဆွဲလေးဆွဲထားရှိတဲ့သူတွေကတော့ဒါသိထားမှာပေါ့နော်မြင်းချောင်းတွေကအဆောင်းတွေဖြစ်တယ်အဖြောင်းနေဒီမှာအဖြောင်းနေတာဆွဲလို့ရတဲ့အတိုင်းပဲကျွန်တော်တို့ location နေရာကစောင်းနေတာဖြစ်တယ်တော့ဒီမှာကျွန်တော်တို့လိုအပ်တယ်လို့မြင်းနေခေါ်ပြီးတော့ဒီမှာဆွဲလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာမြင်းချောင်းတစ်ချောင်းကိုအစဆွဲပြမယ်ပေါ့နော်သူ့ရဲ့ဒီမှာလင်ခွင်းပြေးလန်းအစကနေအဆုံးအထိကိုကျွန်တော်တို့ဘယ်လောက်ရှိလဲပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တစ်ချက်တိုင်းပြမယ်ဒီမှာပေါ့နော်ကျွန်တော်မှတ်လိုက်မယ်ဒီကမီတာနဲ့ကျွန်တော်တို့လောက်ခဲ့တာဖြစ်တဲ့အတွက်1422.19မီတာရှိတယ်ပေါ့နော်အဲ့လိုမျိုး line ဆွဲလို့ရတော့ပေါ့နော်ဒါကကျွန်တော်ဒီမှာ align ရနေပြီးတော့ကြတော့ကျွန်တော်ဘလောက်ရှိတယ်ဆိုတာကိုဆွဲပြတာဖြစ်တယ်အဲ့ဒီဟာမှာကျွန်တော်တို့ဒီဓာတ်ပုံပေါ့နော်ဒီဓာတ်ပုံကိုဖြောက်လိုက်လို့ရှိရင်ကျွန်တော်တို့ဆွဲခဲ့တဲ့ဒီဘက်မှာဆွဲခဲ့တဲ့အရာတွေကအားလုံးဒီမှာကြံနေခဲ့မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဆွဲခဲ့တဲ့အရာတွေဒီမှာကြံခဲ့ပြီပေါ့နော်ဆိုတော့ကြတော့အဲ့လိုမျိုးကျွန်တော်တို့စပြီးတော့ဆွဲလို့ရပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲဒီဥစ္စာကိုတည်သွားပြီဆိုတော့ねကျွန်တော်တို့ရေပိုက်လိုင်းတွေ့ကျင်တာတွေအမြင့်တင်ရေးချင်းစောက်ပြီးတော့ကြတော့ကိုယ့်ရဲ့အကျေးရွာတွင်ဖြန့်ဝေလိုင်းဆွဲတာတွေ GPS point ရတာနဲ့ AutoCAD မှာ scale အတိအကျနဲ့ဆွဲလို့ရသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ